ကတော့ကလောရဲ့ပင်နိုင်မင်းသားနိုင်စဉ်နဲ့ဘူတာနဲ့တော့ကက်ရက်ဆိုတော့လဲရတာအဆင်ပြေတယ်နိုင်စဉ်ရှိကမုံမြူပန်းချံလေးပြင်ထားဆိုတော့အခုပန်းနေတော့စုံနေတယ်မှာဝင်လေလို့ရတော့ခုဝင်ကြီးတော့ကောက်ပြီလားမသိဘူးဒီကတော့ဝင်ကြီးမပေးရသေးဘူးနိုင်စဉ်အဝိုင်းစိတ်မမ်းမင်းလေးနဲ့တော့လာတယ်စိတ်မမ်းမင်းကလည်းပွင့်နေမိုက်တယ်ဦးကျမဟမ်ဝင်စိတ်မမ်းမင်းမိုက်တယ်လေဦးကမကြည့်မလာဝင်လေမနဲ့ဆိုရင်ဒီဘက်မှာဆုံးကန်ကြွတာဦးရောင်မိုက်တယ်ရောင်လာဝင်လေဆုံးကန်ကြွတာလောမျိုးကဘာပဲပြောမျိုးအေးရာထဲမှာတော့တန်ရှင်းနိုင်တယ်လို့ပြောရမှာမိုက်တယ်ကတော့တိတ်မရှိဘူးဒါတော့နိုင်စင်နဲ့တွေ့ရအများကြီးရှိတဲ့ Jet Coffee ဆိုင်လေးတောင်းရိုက်လို့လာတယ်အေးရာဒီ